င်္ဂလာပါခင်ဗျာကျွန်တော်ကတော့အခုလက်ရှိတောင်ကိုရီးယားမှာလုံးနေတဲ့မောင်ဝင်လာဖြစ်ပါတယ်ကျွန်တော်တို့အားလုံးမြန်မာကျွန်တော်တို့လက်ရှိစက်ရုပ်တွေအားလုံးမြန်မာ၄ယောက်ရှိပါတယ်ခင်ဗျာအဲ့မြန်မာ၄ယောက်လုံးကကျွန်တော် NLD မပေးဖို့အတွက်ကျွန်တော်တို့စိတ်ဝင်စားနေကြပါတယ်ဒါပေမဲ့ကျွန်တော်တို့ရှိမှာခက်ခဲတစ်ခုအနေနဲ့ကကျွန်တော်တို့စိုးမျိုးမြန်မာတန်ယုံကိုကျွန်တော်တို့ဘလို့မှတော့အဆင်မပြေနိုင်ပါဘူးခင်ဗျာကျွန်တော်တို့နေတဲ့နေရာနဲ့ဆိုရင်စိုးမျိုးတွေကအဆင့်ဆင့်ကားစီးရပါမယ်တခါတည်းဓာတ်ရိုက်ရောက်တဲ့ကားလည်းမရှိပါဘူးခင်ဗျာကျွန်တော်တို့အဆင့်ဆင့်ကားစီးရတဲ့အတွက်ကျွန်တော်တို့အနေနဲ့ဘလို့မှတော့အဆင်မပြေပါဘူးခင်ဗျာသွားမယ်ဆိုရင်လည်းကျွန်တော်တို့ကတညာတရက်ထဲနဲ့တော့ကျွန်တော်တို့ချိန်မလောက်ပါခင်ဗျာကျွန်တော်တို့ချိန်မှလည်းဖွင့်ကကျွန်တော်တို့အလုပ်ရုံမှာဖွင့်ကတရက်ပဲပြီးပါခင်ဗျာအဲ့ဒီတော့ကျွန်တော်တို့အနေနဲ့မဲယုံတွေကိုကျွန်တော်တို့ဒီမြို့နယ်တွေဟိုခွဲပေးစေချင်ပါခင်ဗျာကျွန်တော်တို့အခုလက်ရှိဆိုရင်ကျွန်တော်တို့ဘူဆန်ဆိုရင်ကျွန်တော်တို့ဒါနီးရလို့ပြောရပါမယ်ခင်ဗျာဘူဆန်ဆိုရင်ဒါကျွန်တော်တို့ ਨੇ ဒါ2နာရီလောက်တော့သွားမယ်ခရီးပေါ့ဒါပေမဲ့ကျွန်တော်တို့ဘူဆန်မှာမဲယုံထားပြီးမယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့မဲထဲဖို့အဆင်ပိုးပြေးနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ကအခု2015ရေကောက်မှာ NLD ကိုပဲအပြတ်သက်နိုင်စေချင်တာပါခင်ဗျာကျွန်တော်တို့မဲပေးဖို့အတွက်ဘူဆန်မှာမဲယုံထားပေးစေချင်ပါတယ်ခင်ဗျာကျွန်တော်တို့ NLD ကိုပဲမဲပေးမှာပါခင်ဗျာ NLD နိုင်ပါခင်ဗျာ NLD ကိုမဲပေးပါလို့လည်းကျွန်တော်တိုက်တွန်းလို့ဆိုတာပါခင်ဗျာ